တုတ်တန်ခန်းကြီးစက်ခွန်အငယ်9နဲ့10မှာသူတစ်ပါးပြစ်မှားသောအမှုကိုဝတ်ထားသောသူသည်မေတ္တာကိုပြုစု၏ကြားပြောသောသူမူကားမိတ်ဆွေတို့ကိုကွဲပြားစေ၏မိုက်သောသူသည်ဒဏ်ချက်တရားကိုအမှုထားသည်ထက်ပညာရှိသောသူသည်ဆုံးမသောစကားကိုသာ၍အမှုထားတတ်၏အာမင်အဲ့တော့ဒီကနေ့ကျွန်တော်တို့တော်များများမှာဖြစ်တတ်တဲ့အရာလေးပေါ့အချင်းချင်းဘာကြောင့်ကွဲပြားနေကြတာလဲအချင်းချင်းဘာကြောင့်ကျွန်တော်တို့မိတ်ဆွေတွေကွဲပြားပြီးတော့မှတစ်ခါတလေတယောက်တည်းဖြစ်သွားရတာလေအဓိကကတော့ကျွန်တော်တို့အထဲထဲမှာဖြစ်လာတဲ့ပြဿနာတွေကျွန်တော်တို့တယောက်နဲ့တယောက်ပြောဆိုလာတဲ့အရာတွေတယောက်နဲ့တယောက်ကျွန်တော်တို့ပြောနေတဲ့စကားလုံးတွေပေါ်မှာတော့၎င်းဒီကနေ့ကျွန်တော်တို့ကိုပြစ်မှားတဲ့အမှားတွေတော့၎င်းဒီနေ့ကျွန်တော်တို့အပြစ်တွေကိုမြင်တဲ့အရာတွေမှာတော့၎င်းသူများကိုကျွန်တော်တို့အပြစ်လုံးမိတဲ့အရာတွေတော့၎င်းကျွန်တော်တို့ကိုသူများအပြစ်လုံးမိတဲ့အရာတွေတော့၎င်းကျွန်တော်တို့အဲ့ဒီအရာတွေပေါ်မှာဝှက်ထားဖို့ရတော့အမှန်တမ်းအရေးကြီးတာဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့ဝှက်ထားမယ်ဆိုရင်အချင်းချင်းတယောက်နဲ့တယောက်မေတ္တာကိုပြုစုတယ်တဲ့နော်အဲ့ဒီအရာကိုကျွန်တော်တို့ကဝှက်မထားဘူးဆိုပြီးတော့မှကျွန်တော်တို့တွေကကြားပြောမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာမိတ်ဆွေတွေကွဲပြားလာမယ်ကျွန်တော်တို့ဒီကနေ့မိတ်ဆွေတွေကျွန်တော်တို့ကွဲပြားလာမယ်ကျွန်တော်တို့မှာမိတ်ဆွေဆိုတာမရှိတော့ဘာပဲနဲ့သူတို့ဘာပြစ်မှားတဲ့အမှုတွေကိုကျွန်တော်တို့ကဝှက်မထားဘဲနဲ့ကြားပြောလိုက်တဲ့အခါမှာကျွန်တော်တို့တွေကမေတ္တာကိုမပြုစုဘဲနဲ့မိတ်ဆွေတွေကိုကွဲပြားလာတယ်ကျွန်တော်မှားတဲ့အမှားတွေကိုလည်းသူတစ်ပါးတွေကိုဝှက်ထားပြီးတဲ့အရာတွေဆိုတော့ရှိတယ်ဒါပေမဲ့သူတစ်ပါးကျွန်တော်ကိုပြစ်မှားတဲ့အရာတွေလည်းကျွန်တော်တို့တစ်ခါတလေကြရင်ဝှက်မထားဘဲနဲ့ပြောမိတဲ့အခါတွေမှာကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်စိတ်အခက်မသိတဲ့အရာလေးတွေဖြစ်လာတယ်အဲ့ဒီအရာလေးတွေဖြစ်လာတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့တွေတယောက်နဲ့တယောက်စကားမပြောတဲ့အရာလေးတွေဖြစ်လာတယ်တယောက်နဲ့တယောက်မခေါ်ခြင်းတဲ့အရာလေးတွေဖြစ်လာတဲ့အခါမှာတယောက်နဲ့တယောက်ကွဲပြားသွားတယ်မိတ်ဆွေဆိုတာကျွန်တော်တို့ဘာမှစစ်မှန်တဲ့မိတ်ဆွေဆိုတာမရှိတော့ဘူးအဲ့ဒီအရာရှိဖို့ရတော့ကျွန်တော်တို့ဘာလိုအပ်လဲဆိုတော့ကျွန်တော်တို့အတင်းပြောချင်းနေတော့၎င်းကျွန်တော်တို့တယောက်နဲ့တယောက်သူ့ရဲ့အမှားတွေတော့၎င်းကျွန်တော်တို့တွေသူ့ရဲ့အားနည်းချက်တွေတော့၎င်းအမှားမဟုတ်ဘဲနဲ့အားနည်းချက်တွေတော့၎င်းကျွန်တော်တို့မထုတ်ပြောဖို့ရတော့အမတန်မှကျွန်တော်တို့ကိုအမတန်မှကျွန်တော်တို့တတိပြုဖို့ရအတွက်လိုအပ်တာဖြစ်တယ်နောက်တော့အခန်းကြီးအခန်းငယ်30မှာဘယ်လိုပြောတာလဲဆိုတော့မိုက်တော်သူသည်တဲ့ဒဏ်ချက်တရားကိုတဲ့အမှုထားသည်တဲ့တကယ်တော့မိုက်တဲ့သူတွေကသူတို့ခံခဲ့ရတဲ့အမှုထားတယ်သူတို့အဲ့အရာကိုပဲသူတို့ရဲ့အမှတ်ထားတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အပြောခံလိုက်ရတဲ့သူတွေဒီနေ့ကျွန်တော်တို့ပြောတာတယ်၎င်းကျွန်တော်တို့ကိုပြောလာတဲ့အရာတွေတော့၎င်းကျွန်တော်တို့အမြဲတမ်းမှတ်ထားလေးရှိတယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘာကြောင့်ကျွန်တော်တို့ဒီလိုမျိုးမှတ်ထားလေးရှိတာလဲဆိုတော့ကျွန်တော်တို့တွေကအမြဲတမ်းသူတစ်ပါးကျွန်တော်တို့ကိုပြောလိုက်တဲ့အရာတွေကိုမခံကျင်စိတ်နဲ့ကျွန်တော်တို့တွေကမှတ်လိုက်တဲ့အခါမှာအဲ့ဒီအရာကိုပဲကျွန်တော်တို့ဆွဲလာတာငါနောက်ဒါကိုပြန်လုပ်မယ်နောက်ငါဒီလိုမျိုးကြုံလာရင်ဒီကောင်နဲ့ငါနဲ့တွေ့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတာငါအလဲမရောက်သေးဘူးပေါ့ကွာငါအလဲရောက်ရင်တော့ငါလုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့ဖြစ်လာဒါပေမဲ့အဲ့တော့ဒီမှာပြောထားတဲ့အရာကခခွေကပိုင်းမှာဘယ်လိုပြောထားလဲဆိုတော့ပညာရှိသောသူသည်တဲ့ဆုံးမသောစကားကိုတဲ့တာ၍မှုထားတတ်၏ဒီကနေ့ကျွန်တော်တို့ပညာရှိသောသူတွေလားကျွန်တော်တို့ပညာရှိသောသူတွေဆိုရင်တော့ဒီကနေ့ကျမ်းစာကကျွန်တော်တို့ကိုဘာပြောနေလဲတမန်တရားကကျွန်တော်တို့ကိုဘာသွန်သင်နေလဲဒီကနေ့ကျွန်တော်တို့တွေကသူတို့ကိုဘယ်လိုမျိုးပြောရမလဲဒီနေ့ကျမ်းစာကကျွန်တော်တို့ကိုအမြဲတမ်းသွန်သင်နေတာဖြစ်တယ်နော်သူတစ်ပါးကိုဘယ်လိုမျိုးကျွန်တော်တို့တွေပြုစုဆက်ဆံရမလဲဆိုတဲ့အရာတွေချစ်ချင်းမေတ္တာနဲ့နှိတ်ချခြင်းတွေနဲ့ကျွန်တော်တို့ဘယ်လိုသွားရမလဲဆိုတဲ့အရာတွေတမန်တရားကသွန်သင်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေကဒီကနေ့ပညာရှိသောသူတွေဆိုရင်တော့ဆုံးမသောစကားတွေကိုကျွန်တော်တို့တွေကနားထောင်တတ်တယ်အဲ့တော့ဆုံးမသောစကားတွေဆိုတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီကနေ့သူတို့ပြောလာတဲ့အရာတွေကကျွန်တော်တို့ရဲ့အတ္တတာထဲမှာဒီကနေ့ဆုံးမသောစကားတွေဖြစ်ပါတယ်ဒီကနေ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့တွေကတချို့လူတွေကပြောကြတယ်ပတ်ဝန်းကျင်ကိုတဲ့ဂယုမဆိုင်နေတဲ့ပတ်ဝန်းကျင်ကိုဂယုမဆိုင်နေတဲ့ပတ်ဝန်းကျင်ကမင်းကိုအပြစ်ပြောမှာပဲတဲ့အဲ့တော့အရင်တော့ကျွန်တော်လည်းအဲ့လိုမျိုးခံယူခဲ့တယ်ဒါပေမဲ့ကျွန်တော်အတ္တတာအခုနောက်ပိုင်းမှာတော့ကျွန်တော်ပတ်ဝန်းကျင်ကိုဂယုမဆိုင်ပဲနဲ့ကျွန်တော်မနေနိုင်တော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့လုပ်တဲ့ပုံစံတွေကိုအမျိုးမျိုးကိုပတ်ဝန်းကျင်ကမြင်တာဖြစ်တယ်
အဲ့တော့ပတ်ဝန်းကျင်ကမြင်တဲ့အခါမှာမြင်တဲ့အတိုင်းကိုသူတို့တွေကအမြဲတမ်းပြောနေတာဖြစ်တယ်အဲ့ဒီပြောနေတဲ့အခါမှာကျွန်တော်ရဲ့အပြုတ်မှုတွေကဘာတွေမှားနေလဲဆိုတဲ့အရာကိုကျွန်တော်တို့တွေကပြင်ဖို့ရန်အတွက်အမှန်တမ်းမှလိုအပ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့လူတစ်ယောက်ကိုစကားပြောလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့မျက်နှာထားကအစအမှန်တမ်းမှအရေးကြီးတာဖြစ်တယ်တော့ညနေသားမာနေပြီးတော့မှမာကြောနဲ့ကျွန်တော်တို့ပြောလိုက်လို့ရှိရင်ပတ်ဝန်းကျင်ကမင်းဘယ်လိုစကားပြောတာလဲလို့ပြောလာလို့ရှိရင်အပြစ်မြင်မှုမဟုတ်ဘဲနဲ့ငါပြောလိုက်တာဘယ်လိုပုံစံမျိုးလဲဆိုတော့ကိုကျွန်တော်တို့ပြန်ပြီးတော့မှမေးဖို့ရအတွက်အမှန်တမ်းမှအလိုအပ်တာဖြစ်တယ်အဲ့တော့အဲ့ဒီအရာကိုကျွန်တော်တို့တွေကဒီကနေ့ပြောနေတဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုအမြဲတမ်းဆုံးမသွန်သင်နေတာပဲပတ်ဝန်းကျင်ကကျွန်တော်တို့ကိုအမြဲတမ်းလမ်းပြနေတဲ့သူတွေပဲဖြစ်တယ်ကျွန်တော်တို့ကိုမှားတဲ့အရာတွေကိုသွန်သင်နေတာမဟုတ်ဘူးပတ်ဝန်းကျင်ကကျွန်တော်တို့ရဲ့အပြုတ်မှုကျွန်တော်တို့ရဲ့အနေထိုင်ကျွန်တော်တို့ရဲ့စကားပြောခြင်းကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းတွေကိုအမြဲတမ်းကြည့်ပေးနေတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ဆရာမတွေထပ်တော်မှပို့ပြီးတော့မှသူတို့တွေကကြည့်ပေးတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ဆရာမတွေကသူတို့ရဲ့မျက်လုံးရှိမှပဲကျွန်တော်တို့ကိုကြည့်ပေးလို့ရမှာဖြစ်တယ်ဒါပေမဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုအမြဲတမ်းကြည့်နေတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ဘာလုပ်လဲကျွန်တော်တို့ဘာစားနေလဲကျွန်တော်တို့ဘာတောက်နေလဲဆိုတဲ့အစကောင်းလားမကောင်းလားဆိုတာကအစသူတို့ကြည့်ပေးနေတာဖြစ်တယ်အဲ့တော့ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုပြုပြင်ပေးနေတဲ့သူတွေဖြစ်တယ်အဲ့တော့ဒုတိယဆရာလို့လည်းပြောလို့ရတယ်အဲ့တော့ပတ်ဝန်းကျင်ကိုကျွန်တော်တို့တတိထားပြီးတော့မှကိုမြင်တတ်မယ်ဆိုရင်တော့ကျွန်တော်တို့အရာခတ်သိမ်းကပြင်မျိုးရန်အတွက်ပဲဖြစ်တယ်အဲ့တော့ဒီအရာလေးကမကောင်းဘူးဆိုရင်ပတ်ဝန်းကျင်ကမြင်နေပြီဖြစ်တယ်ဒီကောင်လောက်တာမကောင်းဆိုရင်ကိုပြန်ပြီးတော့မှမြင်ပါငါလောက်တာမှန်နေတယ်ငါဘာကြောင့်မကောင်းတာလဲဆိုပြီးတော့မှကျွန်တော်တို့တွေကစောရကားတက်ဖို့မဟုတ်ဘူးအဲ့ဒီအရာပေါ်မှာဘာလောက်ရမှာလဲဆိုတော့ကျွန်တော်တို့ပြင်ရမှာဖြစ်တယ်ငါလောက်တာမှားလားမှန်လားဆိုတာကိုပြန်ပြီးတော့မှဆုံးဖြတ်ရမှာဖြစ်တယ်အဲ့တော့သူတို့တွေကဆုံးမတဲ့ဒုတိယဆရာလို့တော့မှပြောလို့ရတယ်ဆိုတဲ့အရာလေးကိုတိုက်တွန်းလို့ဆိုခွန်အားပေးပါတယ်အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ